မင်္ဂလာပါခင်ဗျာအာဖဂိုင်း99မတ်တန်းတိုက်99 channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတိမ်မြုပ်နေတဲ့သမိုင်းကြောင်းတွေရေပုံပေါ်ကနေဖျောက်ပြက်ပစ်လိုက်တယ်လှုပ်ဝက်နယ်မြေတွေနဲ့လူသားတွေရဲ့အသိဉာဏ်နဲ့ရှင်းပြလို့မရနိုင်တဲ့ဒူးစမ်းတွေလာဖြစ်ရတဲ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာရှိနေပေမဲ့ဘသူမှမပြောပြရတဲ့အမှန်တရားတွေကိုဒီနေ့မှာတော့ကျွန်တော်တို့ channel ကနေစူးစီးတင်ဆက်ပေးသွားမှာပါနံပါတ်1တိမ်ပြရွာရဲ့လှုပ်ဝက်ချက်များရှမ်းပြည်နယ်ရဲ့မြောက်ဘက်အစွန်အဖျားလူသူအရောက်ပေါအလွန်နဲလွန်းနဲ့တောင်တန်းကြီးတွေကြားထဲမှာအမြဲတမ်းပြလွင်နေတဲ့မြူတွေဆိုင်နေတဲ့တောင်ကြားကြီးတစ်ခုရှိလို့နေပါတယ်။အဲ့ဒီနေရာကိုဒေသခံတွေကတိမ်ပြနယ်မြေလို့ခေါ်ဆိုကြရတယ်။1990ပြည့်နှစ်တွေတုန်းကနိုင်ငံသားခီးသွွားတစုအဲ့ဒီဘက်ကိုစူးစမ်းဖို့တွားခဲ့ကြပါတယ်။ဦးစန်းနာကတော့သူတို့စီကပါလာတဲ့ GPS တွေကင်မရာတွေဟာအဲ့ဒီတောင်ကြားတွေကိုခြေချလိုက်တာနဲ့တပြိုင်နက်ရက်တန်းလို့တွားခဲ့တာပါပဲ။အချိန်ကလည်းနေ့လယ်12နာရီမှာပဲရက်တန်းလို့တွားခဲ့ပါတယ်။ဒီလိုနဲ့သူတို့ရှေ့ဆက်တိုးသွားရင်းနဲ့တွေးလိုက်ရတာကတော့ဟောင်းနှမ်းနေတဲ့ရွာကြီးတင်ရွာပါပဲအဲ့ဒီရွာရဲ့နာမည်ကတော့ဒိန်တာရွာလို့ခေါ်ပါတယ်ရွာဝင်မှာရှိနေတဲ့ရေတွင်းကြီးတဲ့ရေတွေဟာလေထဲမှာရက်တက်နေတယ်လို့မျိုးလှုပ်ရှားမှုလုံးဝမရှိပါဘူးငါတို့ရလည်းအတူတူပါပဲပြန်သားနေရင်လေထဲမှာရက်တက်နေတယ်လို့မျိုးမြင်တွေ့ရတယ်လို့ဆိုပါတယ်ဒါဟာရုပ်ရှင်တစ်ခုလို့ထင်နေမှားသွားပါဘူးတကယ်ဖြစ်ပျက်ခဲ့တယ်လို့ယူဆရတဲ့မှတ်တမ်းတွေပါရွာထဲမှာရှိနေတဲ့ခရီးသွားအဖွဲ့အစာပိုင်းမှာတော့ဒီနေရာရဲ့အေးချမ်းမှုတွေကြားထဲမှာตาယာနေခဲ့ကြတာပါပဲဒါပေမဲ့အချိန်ရနဲနဲ့ကြာလာတဲ့အခါမှာတော့ထူးဆန်းတဲ့အပြောင်းလဲတွေသူတို့စတင်တတိပြုမိလာကြပါတယ်အဖွဲ့တွေကတယောက်ပါသူရဲ့လက်ပတ်နာရီကိုကြည့်လိုက်တဲ့အချိန်မှာနာရီလက်တံတွေကအရှိ့ကိုမသွားဘဲနဲ့နောက်ပြန်နေလဲနေတာကိုထိတ်လန့်မွဲတွေးလိုက်ရပါတယ်အဲ့ဒါတွေမကသေးပါသူတို့ရဲ့ခန္ဓာကိုယ်တွေဟာလည်းမယုံနိုင်စရာဖြစ်ပျက်တယ်စပြီးတော့ဖြစ်လို့လာပါတယ်မိနဲ့အနှဲငယ်အတွင်းမှာလေသူတို့ရဲ့မုတ်စိတ်မွေးတွေသပင်တို့ရလမ်းနဲ့ချီပြီးပြစ်ထားခဲ့တယ်လို့မျိုးရှည်ထွက်လာပါတယ်သူတို့ရဲ့အသားရည်တွေကလည်းရုပ်တွေရဲ့6တွေ့လာတယ်လို့မျိုးခံစားလာရပါတယ်အဲ့ဒီအချိန်မှာပဲအမြဲတမ်းပြုံးနေခဲ့တဲ့ရွာသားတွေရဲ့ပြုံးနေရလဲစတင်ပြီးတော့ပြောင်းလဲလို့လာပါပြီသူတို့တွေရဲ့အကြည့်တွေကဖော်ရွေမှုတွေလုံးဝမရှိတော့ဘဲနဲ့ဓာတ်ကောင်ကောင်စိုက်ကြည့်နေတဲ့အကြည့်မျိုးတွေဖြစ်လို့လာပါတယ်ရွာလူကြီးလို့ထင်ရတဲ့လူကတုံရီနေတဲ့အတန်ကြီးနဲ့လှမ်းလို့ပြောပါတယ်မင်းတို့ပြန်လို့မရတော့မင်းတို့ရဲ့အချိန်တွေကိုဒီရွာကဆုပ်ယူလိုက်အပြင်လောကမှာမင်းတို့ကတေဆုံးမိသားလူတွေပဲအဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါခရီးသွားဖွဲ့ကအသက်လူကြီးရွာအပြင်ဘက်ကိုပြေးကြပါတော့သူတို့ပြေးနေတဲ့လမ်းတစ်လျှောက်မှာလဲရွာသားတွေကလိုက်ဖမ်းတာမျိုးလုံးဝမလုပ်ဘဲနဲ့ရက်ကြည့်နေကြပါတယ်အဲ့ဒီရက်ကြည့်နေတာပဲပို့ပြီးတော့ကြောက်စရာကောင်းလို့နေခဲ့တာပါသူတို့တွေကတိမ်ပြားရောက်မြူလူကြီးကိုအသေးအတန်ဖြတ်ကျော်ပြီးတဲ့နောက်မှာတော့အပြင်လောကကိုပြန်ရောက်လို့လာပါတယ်ဒါပေမဲ့အပြင်လောကကိုရဲရောက်ချင်းမှာပဲကဘာပြတ်မတက်တုံလုံးစီရကောင်းတဲ့အဖြစ်အပျက်ကစောင့်ကြိုလို့နေခဲ့ပါသူတို့ဟာရွာထဲမှာနေခဲ့တာ2 နာရီလောက်ပဲရှိနေသေးတယ်လို့ထင်ခဲ့ကြပေမဲ့အပြင်လောကမှာတော့2 နှစ်တောင်ကုန်ဆုံးလို့ပြီးခဲ့ပါအဆိုးဆုံးကတော့ရွာပြင်ကိုခြေချလိုက်တာနဲ့တပြိုင်နက်သူတို့ရဲ့ခန္ဓာကိုယ်တွေကနှစ်ပေါင်းများစွာအိုမင်းမှုမိနစ်အပိုင်းတွင်းပါတယ်ရုတ်တရက်ဒီခံစားလိုက်ရပြီးတော့အသက်20စာလောက်ချက်ချင်းကြီးရင့်ရော်လို့သွားခဲ့ကြတာပါပဲဒီပြည့်ရကတကယ်ကိုမယုံနိုင်စရာပါပဲဒါပေမဲ့တိတ်ပံမင်းများချင်းအချို့ကတော့ဒီပြည့်ရကိုအာဃာတနဲ့အချင်းရဲ့ဟန်ချက်ပြည့်ရွံ့မှုလို့ယူဆကြပါတယ်မြန်မာရိုးရာအယူဆရဆိုရင်တော့ဒါဟာလူလောကနဲ့နတ်လောကရဲ့ကြားထဲကထပ်တူကြနေတဲ့နေမြေတစ်ခုပေါ့အဲ့ဒီနေရာမှာနေထိုင်သူတွေအတွက်ကတော့အချင်းရရက်တန်နေပြီမဲ့အပြင်လောကကလာတဲ့ဧည့်သည်တွေအတွက်ကတော့သူတို့ရဲ့သက်တမ်းကိုဘေးစားလိုက်ရတယ်ကျင်းစာတစ်ခုပါပဲအဲ့ဒီအဖွဲ့တွေကတူးတဲ့တော့အသက်ရှင်ကြံရတဲ့လူကတော့အခုဒီမြန်မာပြည်ရဲ့တောတောင်တွေကြားထဲမှာတယောက်တည်းအထီးကျန်စွာနဲ့နေထိုင်လို့နေပါတယ်သူကအမြဲတမ်းသတိပေးတတ်တာတစ်ခုတော့ရှိပါတယ်တောင်ဒီပေါ်မှာတိမ်ကြရောက်မြူတွေကိုတွေ့လုံးဝခြေလမ်းမမားပါစေနဲ့တဲ့ဘာလို့လဲဆိုတော့ခမည်းအဲ့ဒီတဲကိုခြေချမိလိုက်တာနဲ့ခမည်းရဲ့မိသားစုတွေခမည်းရဲ့တငယ်ချင်းတွေနဲ့ခမည်းပိုင်ဆိုင်တဲ့ပြစ္ဆုတ်ပံကဘာကြီးကိုထာဝရဆွန့်လွတ်လိုက်ရတာနဲ့အတူတူပါပဲအခုချိန်မှာတော့အဲ့ဒီတိမ်ပြာရွာစီကိုသွားတဲ့လမ်းကြောင်းတွေမြေပြိုမှုတွေတောတောင်ထူထပ်မှုတွေကြောင့်မြေပုံပေါ်ကနေလုံးဝပျောက်ကွယ်လို့သွားခဲ့ပါဒါပေမဲ့တခါတလေမှာတော့လမ်းပြောင်းနေတဲ့မုတ်ဆိုးတွေဝေးတန်တဲ့တောင်ကုန်းတွေပေါ်ကနေပြီးတော့ခေါင်းလောင်းတဲ့ကအေးအေးလေးတွေကိုကြားရတတ်တယ်လို့ဆိုပါတယ်ဒါဟာတိမ်ပြာရွာကတင့်ကိုဖိတ်ခေါ်နေတာလားဒါမှမဟုတ်နောက်ထပ်သားကောင်တရားရောက်ကိုစောင်းကြုံနေတာလားဆိုတာကတော့ဘယ်သူမှမသိနိုင်ပါဘူးမိတ်ဆွေဆိုရင်
အိုမင်းရောချင်းနေမရှိတဲ့ဒါဝရအသက်ကိုရဖို့အတွက်နဲ့မိတ်ဆွေချစ်ရတဲ့လူတွေအကုန်လုံးကိုစွန့်လို့ပြီးအဲ့ဒီရွာမှာနေထိုင်ရဲပါမယ်လူဘဝရဲ့တန်ဖိုးအချိန်တွေကုန်ဆုံးသွားတာမှရှိနေတာလားဒါမှမဟုတ်အချိန်တွေရက်တန်နေတာမှရှိနေတာလားဆိုတော့ကိုမှန်မှဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးနံပါတ်1ငကမောက်ရွာဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဒုတိယမြောက်နေရာကတော့မြန်မာပြည်ရဲ့ဝေးလံခေါင်သီးတဲ့တောင်တန်းကြီးတွေကြားထဲမှာဖွက်ထားခံရတဲ့ငကမောက်ရွာပဲဖြစ်ပါတယ်ဒီရွာရဲ့နာမည်ကိုကြားလိုက်တာနဲ့ခင်ဗျားတို့ရင်ထဲမှာတမျိုးကြီးဖြစ်သွားပါလိမ့်မယ်ဘာလို့လဲဆိုတော့ဒီရွာဟာဒါမှန်ရွာတွေကမဟုတ်နေလို့ပါပဲကြောက်ဖြစ်ခြင်းဆိုတဲ့အကြောင်းမပေါ်ကျင်းစာတစ်ခုနဲ့ရစ်ပတ်ထားခြင်းကိုခံနေရတာပါဒေသခံမုတ်ဆိုးတွေရဲ့အဆိုရတော့ဒီရွာကိုသွားတဲ့လမ်းတွေဟာအမြဲတမ်းပြောင်းလဲနေတတ်ပြီးတော့စိတ်သက်ခိုင်မာတဲ့လူတွေမှသာရှားတွေ့နိုင်တယ်လို့ဆိုပါတယ်ခင်ဗျားတို့အဲ့ဒီတောင်ကြားတွေကိုရောက်သွားတာနဲ့ပထမဆုံးသတိပြုမိမှာကဘဂတိတိတ်ဆိတ်မှုပါငါတန်နေမရှိဘူးဒီတိုက်တန်နေမရှိဘူးဘာကြီးတစ်ခုလုံးအသက်ရှူရက်သွားတယ်လို့မျိုးခံစားရပါလိမ့်မယ်ရွာဝင်ကိုရောက်လိုက်တာနဲ့ခင်ဗျားတို့မြင်တွေ့ရမှာကလမ်းဘေးမှာရက်နေတဲ့လူပုံတရံကြောက်ရွံ့ကြီးတွေပါပဲအစားတော့ဒါတွေကလက်မှုပညာရှင်တွေထုစစ်ထားတဲ့ရုပ်ထုတွေတို့ထင်ကျင်စရာရှိပေမဲ့အနည်းကသွားကြည့်လိုက်တဲ့အခါမှာတော့ခင်ဗျားတို့တွေးပြတ်သွားပါလိမ့်မယ်အဲ့ဒီကြောက်ရွံ့တွေရဲ့မျက်နှာတွေမှာထိတ်လန့်နေတဲ့အမူအရာတွေတခုခုကိုတောင်းပန်နေတဲ့ပုံစံတွေကအထင်းသားကြီးကိုရှိလို့နေတာပါအိမ်တွေနွားတင်းကုတ်တွေနဲ့လမ်းမတွေပေါ်မှာလူတွေကသူတို့လုံးသက်စအလုပ်တွေကိုလုံနေရင်အတိုင်းနဲ့ပဲကြောက်သားတွေဖြစ်သွားခဲ့တာအိမ်ရှိမှာစံပြနေတဲ့အမျိုးသမီးဟာသကောင်းနဲ့အတူကြောက်သားဖြစ်ပြောင်းလဲနေတယ်လို့မျိုးလမ်းမပေါ်မှာပြေးလွှားနေတဲ့ကလေးငယ်လေးတွေကလည်းခြေလန်းတော်ဝတ်ထဲနဲ့တဲ့ကြောက်ရွံ့တွေဖြစ်သွားခဲ့ကြတာပါဒါဟာအမှုပညာလုံးဝဟုတ်မနေပါဘူးဒါဟာကြောက်စရာကောင်းတဲ့ခနာချင်းဖြစ်ရတဲ့ခု frozen in time ပါပဲဘာကြောင့်ဒီလိုတွေဖြစ်ခဲ့ရတာလဲအဲ့ဒီရွာရဲ့အနီးနားကရွာသားတွေရဲ့ပြောပြတဲ့ဒဏ္ဍာရီတစ်ခုရှိလို့နေပါတယ်လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းကဒီရွာရဲ့အောက်ခြေမှာငကားကြီးတစ်ကောင်အိတ်ဆက်နေခဲ့တယ်လို့ဆိုပါတယ်ရွာသားတွေကအဲ့ဒီငကားကြီးကိုမတော်တဆနှောက်ယှက်မိရာကနေပြီးတော့ငကားရဲ့အမျက်ဒေါသကြောင့်ရွာတရွာလုံးကိုတညာတဲ့ကြောက်ပြစ်အောင်ကျင်းစာတက်ခဲ့တာလို့ယုံကြည်ကြပါတယ်ထူးဆန်းတာကတော့လာပညာတွေမှာဒီကြောက်ရွံ့တွေစီကနေပြီးတော့ရှိုက်ကြီးတငင်ငိုကြွေးတာနေကြားရတတ်တယ်လို့အနီးနားရွာသားတွေကဆိုကြပါတယ်သူတို့ရဲ့ခန္ဓာကိုယ်တွေကကြောက်သားဖြစ်နေပေမဲ့သူတို့ရဲ့ဝိညာဉ်တွေကတော့အဲ့ဒီကြောက်ရွံ့တွေထဲမှာဆက်ပြီးချင်းတန်နေတော့များလားခင်ဗျားတို့အဲ့ဒီကြောက်ရွံ့တွေရဲ့မျက်လုံးတွေကိုစိုက်ကြည့်မိလို့ရှိရင်သူတို့စီကအကူအညီတောင်းနေတဲ့ခံစားချက်မျိုးခင်ဗျားတို့တိတိသက်သက်ခံစားရပါလိမ့်မယ်ခုချိန်မှာတော့ငကမောက်ရွာတစ်ပင်ခြုံတွေနဲ့ဖုံးလွှမ်းနေပြီးတော့တောနိုင်ကြီးထဲမှာပျောက်ကွယ်လူနေပါဖြစ်လို့နေပါပြီဒါပေမဲ့အဲ့ဒီနေရာကိုသွားဖို့ကြိုးစားခဲ့တယ်စူးစမ်းလေးလာသူတွေကလည်းလမ်းကူလက်မှာလည်းအเจ้าမယ်ပျောက်ဆုံးသွားတတ်ကြပါတယ်ဒါငကားကြီးကသူ့ရဲ့နေမြေကိုကာကွယ်နေတာလားဒါမှမဟုတ်ကျိန်စာတွေကအခုထိအာနိတိရှိနေတော့မလားအများတို့ဒီလိုကြောက်ရွံ့တွေနဲ့ပြစ်လက်နေတဲ့ရွာကြီးထဲမှာတညလုံးအိပ်ရဲပါမလားအများတို့ရဲ့အမြင်ကိုကိုယ်မှန်မှရေးခဲ့ကြပါဦးနံပါတ်3အလင်းတို့သစ္စာဖောက်ရအရေးမရောကဘာပေါ်မှာရှိသမျှအရာအလုံးအလင်းနဲ့တွေ့ရင်အရေးရှိကြတာကြီးပါပဲဒါဟာတဘာဝတရားရဲ့နေရာမှာပဲလေဒါပေမဲ့မြန်မာပြည်ရဲ့တနေရာမှာတော့ဒီနေရာမှာလုံးဝအလုံးမလုံးနိုင်တဲ့နေရာတစ်ခုရှိလို့နေပါတယ်အဲ့ဒါကတော့အရေးမဲ့ရွာပါပဲဒီရွာဘယ်မှာရှိနေသလဲဆိုတာကိုတော့အတိအကျပြောဖို့ခက်ခဲလာပါတယ်အပူပိုင်းဒေသကတောနက်ကြီးတစ်ခုရဲ့အလယ်မှာတည်ရှိပြီးတော့အဲ့ဒီနေရာကိုရောက်သွားတဲ့လူတွေရဲ့ပြောပြချက်တွေကတော့ရွာထဲကိုဝင်လိုက်တာနဲ့တကဘာလုံးကထူးထူးဆန်းဆန်းလင်းချိန်နေတယ်လို့ဆိုပါတယ်ဒါပေမဲ့အဲ့ဒီအလင်းဟာနေရောင်ကြီးအလင်းနဲ့မတူဘူးဗျဘဲကလာမှန်းမသိပဲနဲ့အရက်မျက်နှာအနှံ့ကဖြာထွက်နေတဲ့အလင်းမျိုးပါခမည်းတော်အဲ့ဒီရွာကိုခြေချလိုက်တာနဲ့ခမည်းတော်ရဲ့အရေးဟာခန္ဓာကိုယ်ကနေကွာကြပြီးပျောက်ကွယ်သွားပါလိမ့်မယ်ရွာထဲမှာရှိနေတဲ့အိမ်တွေတစ်ပင်တွေကြောက်တုံးနေဘယ်အရာမှအရေးဆိုတာလုံးဝရှိမနေပါဘူးမွန်းတဲ့12နာရီမှာပဲဖြစ်ဖြစ်ညနေဆောင်မှာပဲဖြစ်ဖြစ်အရာအလုံးဟာလေထဲမှာဘောလောပေါ်နေတယ်လို့မျိုးထူးထူးခြားခြားလင်းလက်လို့နေပါတယ်ဒါပေမဲ့အထူးဆန်းဆုံးကရွာသားတွေပါပဲခင်ဗျားတို့အဲ့ဒီရွာသားတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သူတို့ရဲ့ခြေဘဝတွေရဲ့အောက်မှာဘာအရေးမှရှိနေမှာမဟုတ်ပါဘူးသူတို့ဟာမြေပြင်ပေါ်မှာလမ်းလျှောက်နေတာလားလေထဲမှာပြန်ဝဲနေတာလားဆိုတာဟိုတောင်မှခွဲခြားရအရန်ခက်ခဲလွန်းလာပါတယ်ရွာသားတွေကအရန်ကိုစကားနဲ့လွန်ကြပြီးတော့သူတို့ရဲ့မျက်လုံးတွေကလည်းထူးထူးခြားခြားကြည်လင်တောက်ပါလို့နေပါတယ်ဒေသခံတွေရဲ့အဆိုအရအရေးဆိုတာ
လူတယောက်ရဲ့အတိတ်ဒါမှမဟုတ်အမဲဆန်လို့သူတို့ကယူဆကြပါတယ်အရေးကြီးပျောက်သွားပြီဆိုလို့ရှိရင်တော့အဲ့ဒီလူကဒီလောကနဲ့မသက်ဆိုင်တော့ဘူးလို့အတိတ်ပဲရတာကြောင့်မို့လို့ခင်ဗျားတို့အဲ့ဒီရွာမှာကြာနေမိရင်တော့ခင်ဗျားတို့ရဲ့ဝိညာဉ်တွေကလည်းအလင်းထဲမှာပျော်ဝင်သွားနိုင်ပါတယ်ဒီရွာမှာညဆိုတော့ရှိသေးရဲ့လားတကယ်ကိုထူးဆန်းထွေလာပါပဲအပြင်လောကမှာမှောင်သွားတဲ့အချိန်မှာဒီရွာထဲမှာတော့အရာအားလုံးဟာအတွင်းထဲကနေအလင်းပြန်လို့လာပါတယ်ဒီပင်တွေကနေအဖြူရောင်လင်းတွေထွက်နေတယ်လို့မျိုးရွာသားတွေရဲ့ခန္ဓာကိုယ်တွေကနေလည်းပဲအဖြူရောင်မိတိုင်လိုမျိုးတုံရီနေတဲ့အလင်းနှန်းလေးတွေထွက်လို့နေတတ်ပါတယ်စူးစမ်းလေးလာသူတယောက်ရဲ့မှတ်တမ်းတွေရမှာတော့ညဘက်မှာအရေးမရှိတဲ့ရွာသားတွေကရွာလေကန်နားမှာစုဝေးပြီးတော့ကားကြတယ်လို့ဆိုပါတယ်ဒါပေမဲ့သူတို့တွေကားနေတာပျော်ရှင်လို့ကားနေတာမျိုးမဟုတ်ဘဲနဲ့တခုခုကိုပူဇော်နေတဲ့ပုံစံမျိုးပါပဲအဲ့ဒီအချိန်မှာခင်ဗျားတို့သာသူတို့ကြားထဲရောက်သွားမယ်ဆိုရင်တော့ခင်ဗျားတို့ရဲ့အရေးကိုသူတို့တည်းဝိုင်းပြီးဖမ်းယူဖို့ကြိုးစားပါလိမ့်မယ်ဘာလို့လဲဆိုတော့သူတို့မှမရှိတော့တဲ့အမောင်တို့ကိုသူတို့ကတောင်းတနေကြလို့ပါပဲခင်ဗျားတို့ရဲ့အရေးကိုသူတို့ဖမ်းမိသွားရင်တော့ခင်ဗျားအဲ့ဒီရွာကနေဘယ်တော့မှပြန်ထွက်နိုင်တော့မှမဟုတ်တော့ပါဘူးဒီရိမ့်မဲ့ရွာရဲ့အကြောင်းဟာပုံမြင်တကူလို့ထင်ရပေမဲ့ဒေါ်ရရနေပြန်ထွက်လာတဲ့မုံစိုးချိုးသူတို့ရဲ့အရေးတွေတော့ပဲကြံခဲ့တော့တာမျိုးဒါမှမဟုတ်ရင်လည်းပဲအရေးကသူတို့ရဲ့လှုပ်ရှားမှုနဲ့ထပ်တူမကြတော့တာမျိုးတွေဖြစ်ဘူးတယ်လို့ဆိုကြပါတယ်ဒါဟာခန္ဓာကိုယ်နဲ့ဝိညာဉ်ရဲ့ကြားထဲကဆက်သွယ်မှုတွေပြတ်တောက်သွားတာများလားခင်ဗျားအရေးမရှိတဲ့ကဘာတစ်ခုမှာအလင်းတွေနဲ့ယူပဲဒါဝရနေထိုင်ခြင်းပါသလားဒါမှမဟုတ်ခင်ဗျားရဲ့အရေးအမောင်တို့ပါပဲခင်ဗျားကိုလူသားတစ်ယောက်ဖြစ်တည်ရှိနေစီတာလားစဉ်းစားကြည့်ရင်တကယ်ကိုရင်ခုန်ခြင်းစရာပါပဲဒီနေ့ကျွန်တော်နောက်ဆုံးတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့မြူကိုရွာခေါ်ရွာပြောက်ကြီးအကြောင်းပါပဲကဘာပေါ်မှာလူသားတွေခြေချဖို့မဖြစ်နိုင်သေးတဲ့နေရာတွေကအများကြီးရှိလို့နေပါတယ်အထူးသဖြင့်မြန်မာနိုင်ငံရဲ့အစွန်အဖျားတိန်တောင်တွေဝင်းရံနေတဲ့ကချင်ပြည်နယ်ရဲ့တောနက်တွေထဲမှာပေါ့ဒီနေ့မှာတော့ကျွန်တော်တို့ဟာဒိဗ္ဗံပညာနဲ့ရှင်းပြလို့မရတဲ့ရေပုံတွေပေါ်မှာရှာလို့မတွေ့နိုင်တဲ့မြူကိုရွာအကြောင်းလူဆွာသွားမှာပါဒီရွာဟာတာမဲရွာတွေကတော့ဟုတ်မနေပါဘူးလူဟာမြူတွေထူထပ်တဲ့အချိန်မှာပေါ်လာတက်ပြီးတော့နေတာတဲ့နေတွေမှာဆိုရင်တော့တောအုပ်ကြီးအဖြစ်နဲ့ပဲကြံရစ်နေခဲ့တတ်တဲ့ရောက်ခဲ့တတ်တဲ့ရွာတွေရွာပဲဖြစ်ပါတယ်ဇလန်းကတော့1990ပြည့်နဲ့အော်တိုဘာလရဲ့အေးစိမ့်နေတဲ့မနက်ခင်းတစ်ခုမှပဲစတင်ခဲ့တာအဲ့ဒီတော့အသက်45နှစ်အရွယ်တော့ကျွမ်းကျင်တဲ့မုံဆိုးကြီးဥပါဟင်းပူတာအိုမျိုးရဲ့မြောက်ဘက်ခိုင်လုံတောင်တန်းနေစီကိုတားကောင်ရှာဖို့ထွက်ခွာခဲ့ပါတယ်သူကအဲ့ဒီတော့ထဲမှာ10စုနဲ့တခုမကကျင်လေခဲ့တဲ့လူဖြစ်နေတာကြောင့်မို့လို့လမ်းပြောက်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးလို့အားလုံးကယုံကြည်ထားခဲ့ကြတာပါဒါပေမဲ့အဲ့ဒီနေ့မှာတော့ထူးဆန်းတဲ့အခြေအနေတစ်ခုကသူ့ကိုစောက်ကြိုလို့နေခဲ့ပါတယ်မောတဲ့12နာရီလောက်မှာပဲပတ်ဝန်းကျင်တစ်ခုလုံးဟာရုတ်တရက်မှောင်ကျလာပြီးတော့မြင်ကွင်းတစ်ခုလုံးကိုနိုးနေအောင်မြူကိုတွေကစက်ကိုင်ပိုင်းအတွင်းမှာပဲဘုံလွှမ်းလို့သွားခဲ့ပါတယ်ဥပါရဲ့ပြောပြချက်ရတော့မြူတွေကဘလောက်တော့ထူတယ်လဲဆိုလို့ရှင်သူ့အရှိ9ပေအကွာမှာရှိနေတဲ့တပ်ပင်ဟိုတော့မမြင်ရတော့ပါသူကလမ်းကြောင်းမှန်ကိုရှားဖို့ကြိုးစားရင်းနဲ့တနားကြီးလောက်လမ်းလျှောက်ခဲ့မိပါရုတ်တရက်ရှိမှတောင်ကြားလမ်းလေးတစ်ခုပေါ်လာပါတယ်မြေပုံပေါ်မှာလည်းမရှိသူလည်းတခါမှမရောက်ဘူးတဲ့လမ်းလေးပါပဲအဲ့ဒီလမ်းလေးတိုင်းဆင်းသွားတဲ့အခါမှာတော့သူလုံးဝမယုံကြည်နိုင်ကြမြင်ကွင်းတစ်ခုတွေ့လိုက်ရပါတယ်အဲ့ဒါကတော့တောင်ကြားထဲမှာငြိမ်သက်စွာတည်ရှိနေတဲ့ရွာငယ်လေးတစ်ရွာပါပဲရွာရဲ့အိမ်ခြေတွေဟာကျွန်တော်တို့တည်ထားတဲ့ကချင်ရိုးရာအိမ်တွေနဲ့မတူဘဲနဲ့ကြောက်တုံးတွေနဲ့တေသားကြီးတွေကိုအစမ်းတကျပေါင်းဆက်ပြီးစောက်ထားတာပါအထူးဆန်းဆုံးကတော့အဲ့ဒီရွာထဲမှာဘာအတန်မှကိုမကြားရတာပါငေါ်တန်နေဝေးအောင်တန်နေဘာမှရှိမနေပဲနဲ့တုံးတန်တစားပြင်လို့အိတ်စိတ်နေတာပါပဲဘူပါရဲ့ရွာထဲကိုဆက်ဝင်သွားတဲ့အခါမှာတော့လူတချို့ကိုတွေးရှိခဲ့ပါသူတို့ရဲ့အသားအရည်အလွန်ဖြူဖွေးနေပြီးတော့ဝေထားတဲ့အဝတ်စားတွေကလည်းအခုခေတ်မှာမရှိတော့တဲ့လက်ရက်ကန်းအထည်လိတ်တွေပါဘူပါရဲ့ရွာသားတွေစီကိုသွားပြီးတော့လမ်းမေးဖို့ကြိုးစားပါတယ်ဦးလေးတို့ဒါဘေရွာလက်ခမညာလို့သူကမေးလိုက်ပါတယ်ဒါပေမဲ့အဲဒီလူတွေကသူ့ကိုအန်အောတုံလို့တဲ့မျက်လုံးတွေနဲ့ပဲစိုက်ကြည့်လို့နေပါတယ်သူတို့ချင်းချင်းစကားပြောတဲ့အခါမှာလဲငါအော်တန်နေလူလူလေတိုးတန်နေလူလူတိုးတိုးလေးအတန်နေပဲထွက်လာပါတယ်ဥပါရဲ့စိတ်ထဲမှာထူးဆန်းတဲ့ခံစားချက်တစ်ခုရလိုက်ပါတယ်အဲ့ဒါကတော့ဒီရွာလူတွေကိုသူမြင်နေရပြီနော်သူတို့ဟာတခြားကဘာတကူကလူတွေများလားလို့ဥပါဟင်းကတန်တရားဝင်သွားပါတယ်သူ့ရွာသားတယောက်ကကြောက်ခွက်လေးထဲမှာထည့်ထားတယ်
အရေတစ်မျိုးလာတိုက်ပါတယ်အဲ့ဒီရေကိုတောက်ပြီးတဲ့နောက်မှာတော့ဦးပါဟင်းကအသိစိတ်တွေဝေဝါးလာပြီးတော့နှစ်ချိုက်စွာနဲ့ပဲအိပ်ပျော်လို့သွားခဲ့ပါတယ်နောက်တနေ့မနက်မှာတော့နေရောင်ကြီးဟာဦးပါဟင်းရဲ့မျက်နှာပေါ်ကိုကြားရောက်လို့လာခဲ့ပါသူနိုးနိုးချင်းမှာပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ဘာအင်ကြီးမှရှိမနေတော့ပါသူအိပ်ပျော်ခဲ့တဲ့နေရာရွာလေးကကြောက်တုံးကြီးမဟုတ်တော့ပဲနဲ့ဒင်းရှူပင်ဟိုကြီးတပင်ရဲ့အောက်ခြေဖြစ်နေပါတယ်ရွာသားတွေကလည်းမရှိလမ်းတွေကလည်းမရှိအားလုံးကတောအုပ်ကြီးအတိုင်းပါပဲသူဟာဒါကိုအိမ်မက်ထားလို့ပဲကိုထင်နေခဲ့ပေမဲ့သူ့ရဲ့လွယ်ရည်တဲ့ကိုပြန်ကြည့်လိုက်တဲ့အခါမှာတော့ရွာသားတွေကပေးလိုက်တဲ့ထူးဆန်းတဲ့အပြာရောင်ကြောက်တုံးလေးတစ်လုံးပါလို့လာခဲ့ပါအဲ့ဒီကြောက်တုံးကကဘာပေါ်ကရှိတယ်ဘယ်ကြောက်တုံးမျိုးစားနဲ့မှမတူပဲနဲ့အမောင်ထဲမှာသူ့အလိုအလင်းကြော်လေးတွေထွက်နေခဲ့တာဥပါဟင်းကဒီအကြောင်းတွေကိုဘသူကမှမပြောပြခဲ့ပဲနဲ့ဒိန်းထားခဲ့တယ်သူ့ွယ်လွန်ကနေ့မှာဒီလိုဝတ်ချက်ဝင်လာတော့သွားခဲ့ဒါဟာ1990ခုနှစ်ကပထမဆုံးတော့တွေ့ရှိနေဒီရွာတကယ်ပဲမြူတွေကြားထဲမှာပဲရှိနေတာဒါမှမဟုတ်ဥပါဟင်းကဒိုင်မားရှင်တစ်ခုဖြတ်ကျော်သွားခဲ့မိတာဥပါဟင်းရဲ့အပြာရောင်ကြောက်တော့ကြောက်တယ်ဦးစားနေသွားရဲ့အကြောင်းဒီကောင်ဒီလကနေပါရန်ကုန်နဲ့နိုင်ငံတကာတွေအထိဒီနေ့ပြန်လာလို့သွားတယ်1995ခုနှစ်မှာတော့နိုင်ငံခြားသားဘူမိဗေဒပညာရှင်တဦးနဲ့မြန်မာတော်တော်ကျွမ်းကျင်မှုပါဝင်တဲ့ Project Mate ဆိုတဲ့စူးစမ်းချောင်ဝင်အဖွဲ့တစ်ခုဝယ်စည်းသွားခဲ့ပါသူတို့ရဲ့ရည်ရွယ်ချက်ကတော့ဥပဟင်းပြောပြခဲ့တဲ့နေရာတွေကိုတိတိကျကျရှာဖွေဖို့ပါပဲဒါပေမဲ့ထူးဆန်းတာကတော့ဥပဟင်းမှတ်သားခဲ့တဲ့လမ်းပြမြေပုံကသူတည်ဆုံးသွားပြီးတဲ့နောက်ဦးစံတော်နဲ့ပဲပျောက်ဆုံးလို့သွားခဲ့တယ်ကြံရစ်ခဲ့တာတော့သူကိုယ်တိုင်ရေးဆွဲခဲ့တဲ့သဝဝပုံညမ်းလေးတစ်ခုပါအဲ့ဒီပုံညမ်းလေးထဲမှာတောင်သုံးဆုံးတဲ့နေရာတစ်ခုငါးဝါလို့အမည်တက်ထားတော့တွေ့ရစူးစမ်းရှာဖွေရေးအဖွဲ့တွေကဥပမာညွန်ပြခဲ့အောင်များတဲ့ကိုကြောက်သွားတဲ့အခါမှာပထမဆုံးကြုံတွေ့ရတဲ့ခံခဲ့ဒီပညာပါလို့စီမပါတဲ့တန်ရိုင်းဒီအချက်ပြမှုတွေကလည်းပဲလုံးဝပြတ်တောက်လို့သွားခဲ့ပါတယ်အဖွဲကောင်းတော့ဒေါက်တာစမစ်နဲ့ဒေါက်တာတင်မော်ရဲ့မှတ်တမ်းတွေကြတော့အဲ့ဒီနေရာမှာတန်လိုက်စကွင်းရဲ့တိတ်သေးစာကပ္ပပြန်းများတဲ့အစာပေါင်းများစွာမြင်မာနေတယ်လို့ဆိုပါတယ်ဒါဟာဘာကိုဆိုလိုတာလဲဒီနေရာမှာထူးခြားတဲ့တတ်သူအတိုက်တစ်ခုခုများရှိနေတာများလားဒါမှမဟုတ်အဲ့ဒီနေရာရဲ့တန်လိုက်စကွင်းနေရာပဲကျွန်တော်တို့မမြင်နိုင်တဲ့အခြားအတိုင်းစားတစ်ခုကိုဖုံးကွယ်ပေးထားတာများလားရှာဖွေရေးရဲ့ဇက်လေးအမြောက်တဲ့နေ့မှာတော့အဖွဲသားတွေကကြောင်းမဖွဲရအတွေ့အကြုံတစ်ခုနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်နေသားနေတဲ့မွန်းတဲ့အချိန်မှာပဲတောင်အောက်ခြေကနေပြီးတော့မြူကိုတွေကရေလိုင်းတွေလိုမျိုးတက်လာတာမန်မြူတွေနဲ့မတူပဲနဲ့ဒီမြူတွေကအသက်ဝင်နေသလိုခံစားချက်မျိုးခံစားရပြီးတော့လူတစ်ကိုယ်လုံးကိုစိတ်သက်သွားစေတဲ့အထိအေးတံမျိုးရှိတယ်လို့ဆိုပါတယ်အဲ့ဒီမြူတွေကြားကနေခေါင်းလုံးတန်ခတ်တဲ့ကိုအဖွဲသားတွေအားလုံးကြားလိုက်ရပါတယ်တောနယ်ထဲမှာဘယ်ကလာမှမသိဘူးခေါင်းလုံးတန်ပါလို့သူတို့အတန်လာအောင်လိုက်ရှာရမယ်လူတွေပြန်လဲပျောက်ကွယ်သွားတဲ့အချိန်မှာသူတို့ရှေ့မှာရှိနေတာမဆောက်တဲ့ကမ်းမရိုင်တစ်ခုပါဒီကလန်းကမားတယ်သူတို့အားလုံးအသက်ပြောက်သွားနိုင်တဲ့အခြေအနေတစ်ခုပါအဆိုးဆုံးကရှာဖွေရေးပွဲနဲ့နာမည်မှကြုံပါအဲ့ဒီလူတွေကြားထဲမှာတောင်ဆုံးလို့သွားတယ်ပွဲသားတွေကတစ်ပတ်ကြာတယ်အဲ့ဒီတောင်ကြားထဲမှာရှာဖွေခဲ့တယ်သူ့ရဲ့ဝစ်စာလေးတစ်ခုကိုတောင်းမှရှာလို့မတွေ့ရဘူးလူကြားတာလူပိုင်ရဲ့ဗီဒီယိုကင်မရာတွေကိုတော့တောက်ဆောင်တစ်ခုလည်းပြန်တွေ့ရတယ်ဒါပေမဲ့အဲ့ဒီကင်မရာတွေလည်းတိတ်ခွေတွေရမီးလောင်ထားသလိုအရေးပြောနေခဲ့ပြီးတော့အပုံရိပ်ကိုမှပြန်ပေါ်လို့မရနိုင်တော့မိဘပညာရှင်တွေကဒါဟာကင်းတန်တဲ့ရေဒီယိုတတ်ထူကြမှာဒါမှမဟုတ်ပြည့်စက်တန်းလိုက်လိုင်းနေကြအောင်ထုတ်ချက်ချခဲ့ကြရှာဖွေရေးအဖွဲ့ဝင်တို့ပျောက်ဆုံးမှုနဲ့အတူအဲ့ဒီຢာလေးပြည့်စည်မှုတွေကြောင့်ရှာဖွေရေးကိုရက်ဆိုင်ပြီးတော့ပြန်လာတယ်သူတို့မှရလိုက်တဲ့အဖြစ်ဆိုလို့ဒီနေရာမှာတစ်ခုခုတော့ရှိနေတယ်ဆိုတော့ခိုင်မာတဲ့ခံစားချက်တစ်ခုကလည်းဘာတသိမ်းမှမပြနိုင်ခဲ့ဘူးဒါဆိုရင်အဲ့ဒီလူတွေတော့လူတွေကိုသားစားခေါ်ဆောင်သွားတယ်နေနေတူဒီနေ့ဘုရားတော်ဟုတ်ပါစေခုနဲ့နောက်ပိုင်းတွေမှာတော့ယူကိုရောလူသားတွေကမြေပြင်ရလည်းမကပဲနဲ့အာဃာတတွေကနေပါရှာဝေးဖို့ကြိုးစားလာကြပါ2012ခုနှစ်တုန်းကအင်တာနက်အသုံးပြုသူတို့ကဘိုကဲအမှဖူးစမ်းတဲ့အချက်လက်တစ်ခုကိုတွေ့ရှိခဲ့ပါကချင်ပြည်နယ်ရဲ့တောနက်ထဲမှာစဝိုင်းပုံစံတကြဒီဆောက်ထားတဲ့အဆောက်အဦပုံကိုမြင်တွေ့ခဲ့ရတာဒါပေမဲ့ထူးဆန်းတာအဲ့ဒီကိုဝတ်တဲ့နေဒီနေရာကိုနောက်တစ်ဖက်မှာပြန်ကြည့်တဲ့အခါမှာတော့အဲ့ဒီနေရာတိမ်ထူထက်တဲ့နေရာအဖြစ်ပဲပြောင်းလဲသွားပြီးတော့အရင်ကမြင်တွေ့ခဲ့ရတဲ့အဆောက်အဦပုံရိပ်တွေကလုံးဝကိုပျောက်ကွယ်သွားခဲ့တာပါပဲဩ
ဝဲရတော့တော့ image processing error လို့ပြောခဲ့ပေမဲ့အဲ့ဒီပုံ screenshot ရိုက်ထားနိုင်ခဲ့တဲ့လူတွေအတွက်ကတော့ဒါဟာတာမန် error တခုမဟုတ်ခဲ့ပါဘူး2016ခုနှစ်အရောက်မှာတော့ဒီဘခီးသွားတောင်တသမားတစုဟာအာဂါဘူရာစီနယ်မြေနီးမှာဈေးကြီးတဲ့စက်မှုလုပ်ငန်းသုံး drone တစ်စီးကိုလွတ်တင်ခဲ့ပါသူတို့ရဲ့ရည်ရွယ်ချက်ကတော့မြူဘိုးတွေရဲ့အပေါ်ကနေကြော်လွန်ပြီးတော့တောင်ကြားထဲမှာဘာတွေရှိနေသလဲဆိုတော့ကြည့်ရှုဖို့ပါပဲ drone ကင်မရာဟာမြူတူတဲကိုထိုးပေါက်ဝင်ရောက်သွားချိန်မှာတော့စက္ကန့်30စာဗီဒီယိုဖိုင်တစ်ခုဖမ်းယူနိုင်ခဲ့ပါတယ်အဲ့ဒီဖိုင်ထဲမှာတော့အောက်ခြေမြေပြင်မှာထွန်းညှိထားတဲ့မီးအိမ်တွေလိုမျိုးအလင်းတန်းလေးတွေနဲ့လှုပ်ရှားနေတဲ့လူရိပ်တွေကိုဝေးလိုက်ရပါတယ်ဒါပေမဲ့ drone ဟာအဲ့ဒီအမြင့်မှာမရှိနေသေးတဲ့လေလိုင်းကင်းထန်မှုတစ်ခုကြောင့်ထိန်းချုပ်မှုလွတ်သွားခဲ့ရပြီးတော့ပြက်ကျလို့သွားခဲ့ပါတယ်အဲ့ဒီဗီဒီယိုဖိုင်က live stream ကနေတစ်ဆင့်ရရှိခဲ့တာမို့လို့အခုထိ deadword တွေနဲ့ mystery found နေမှာလားအငင်းပွားစရာတစ်ခုဖြစ်နေရှိနေတော့မှာပဲအဲ့ဒါအပြင်ကမှ2018ခုနှစ်မှာတော့အဲ့ဒီဒေသကိုရောက်သွားတယ်လွတ်လပ်တယ်စူးစမ်းရှာဖွေရေးအဖွဲ့တစ်ခုဟာနောက်ထပ်ဒူးဆန်းတဲ့အချက်တစ်ချက်ကိုတွေ့ရှိခဲ့ရပါတယ်အဲ့ဒါကတော့ radio silent ပါသူတို့ရဲ့ walkie talkie တွေကတဦးနဲ့တဦး10ပေအကွာမှာတော့မှအချက်ပြမှုမရတော့ဘဲနဲ့လေတူထဲမှာလိုင်းအမျိုးအစားခွဲခြားလို့မရနိုင်နဲ့ဒီလိုအတန်တွေပဲထွားပေါ်နေခဲ့တာပါအပန်အင်ဂျင်နီယာတချို့ကတော့ဒါဟာတဘာဝတိုင်းဖြစ်ပေါ်နေတဲ့လိုင်းလုံးတွေမဟုတ်ဘဲနဲ့တစုံတဦးကတမင်တကာ signal jamming line ဖြစ်တော့မှုလှုပ်ထားတဲ့လိုမျိုးဖြစ်နေတယ်လို့ဆိုကြပါတယ်တစုံတရာသူတို့ရဲ့တည်ရှိမှုကဘာကြီးကမသိအောင်လို့ဤပညာရည်နဲ့ပါဖုံးကွယ်ထားတာများလားဒီအပိုင်းမှာအမေးအများဆုံးကတော့2019ခုနှစ်မှာဒေါ်ရဲကပြန်ထွက်လာတဲ့ဒေသခံလမ်းပြတူရဲ့အဖြစ်အပျက်ပါပဲသူဟာမြူတွေကြားထဲမှာလမ်းပြောင်းနေပြီးတော့ရွာတွေကိုရောက်သွားခဲ့တယ်လို့ဆိုပါတယ်သူဟာအဲ့ဒီရွာမှာနေခဲ့တာကတော့သူ့အထင်2နာရီလောက်ပဲရှိပါသေးတယ်ဒါပေမဲ့သူဒေါ်ရဲကပြန်ထွက်လာတဲ့အချိန်မှာတော့ပြင်ပကဘာထဲမှာ12ရက်တိတိကုံဆုံးလို့သွားခဲ့ပါပြီသူရဲ့မိသားစုဝင်နေရတော့မှသူ့အတွက်နာရီလို့ကိုပြင်ဆင်နေကြချိန်မှာသူရဲ့လက်ပတ်နာရီကတော့အဲ့ဒီရွာထဲဝင်သွားတဲ့အချိန်မှာတည်းရက်တန်နေခဲ့ပါတယ်ဒါဟာယူဘဗီဒသဘောတရားအရဆိုရင်တော့ time dilation အချိန်ဆွဲဆက်မှုကိုဖြစ်ပေါ်နေတဲ့နေရာတစ်ခုလို့ယူဆစရာတော့ရှိနေပါတယ်ဒီနေ့ကနီးပညာတွေကယူဘိုးရွာရှိတယ်ဆိုတော့သက်သေပြဖို့စူးစမ်းလေလေမဟင်းတွေကပိုပြီးနက်နဲလာလေပါပဲဒါဟာတကယ်ပဲလူသားတွေနေထိုင်နေရွာလားဒါမှမဟုတ်တခြားဂျူကနေလာတဲ့ဧည့်သည်တွေရဲ့စကန်းတစ်ခုများလားကျွန်တော်တို့အပေါ်မှာပြောခဲ့တဲ့မုံဆိုးကြီးဥပဟင်းကိုမိတ်ဆွေတို့မှတ်မိကြအောင်မယ်လို့ထင်ပါတယ်သူဟာအဲ့ဒီထူးဆန်းတဲ့ရွာကနေအပြာရောင်ကြောက်တုံးလေးတစ်တုံးကိုယူလာခဲ့တဲ့သူပေါ့ဒါပေမဲ့သူကွယ်လွန်သွားခဲ့ပြီးတဲ့နောက်မှာတော့သူ့ရဲ့သားဖြစ်သူဦးဆိုင်ဟာလည်းပဲအဖေဖြစ်သူရဲ့လိုဝက်ချက်ကိုအဖြေရှာဖို့အတွက်ဆုံးဖြတ်ခဲ့ပါ2019ခုနှစ်မှာတော့ဦးဆိုင်ဟာသူ့အဖေခြံခဲ့တဲ့လမ်းညွန်ချက်တွေအတိုင်းဘူရာကိုတောနယ်ဟဲကိုဒုတိယအကြိမ်ရောက်ရှိသွားခဲ့ပါတယ်ဦးဆိုင်ပြန်ရောက်လာတဲ့အချိန်မှာတော့သူဟာသူ့အဖေဖြစ်သူတဲ့ပို့ပြီးတော့ပြည့်စုံတဲ့လိုဝက်ဒိုင်းယာကြီးတစ်စောင်းကိုယူလာနိုင်ခဲ့ပါတယ်အဲ့ဒီထဲမှာမြူကိုရွာရဲ့တကယ်အမှန်တရားကိုအသေးစိတ်ရေးသားဖော်ပြထားတာပါဦးဆိုင်ရဲ့မှန်တမ်းလို့ကြားတော့အဲ့ဒီရွာသားတွေကတာမန်လူတွေမဟုတ်ကြပါဘူးသူတို့ဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းကမြမမြေပေါ်မှာနေထိုင်နေခဲ့တဲ့အစင်းမြင့်ရင်ချင်းမှုတစ်ခုရဲ့နောက်ဆုံးမျိုးဆက်တွေပဲဖြစ်ပါတယ်သူတို့ဟာစင်မတ်တွေတဘာဝဘေးအန္တရာယ်တွေနဲ့လူသားတွေရဲ့လောဘဘေးတွေကနေကင်းဝေးအောင်လို့တဘာဝတရားရဲ့စွမ်းအင်တွေကိုအသုံးချပြီးတော့သူတို့ကိုသူတို့ဖုံးကွယ်ထားကြတာပါဦးဆိုင်ရဲ့မှတ်တမ်းတွေရဆိုရင်တော့သူတို့စီမှာအချိန်ကိုထိန်းချုပ်နိုင်တဲ့နည်းပညာတွေရှိနေတယ်အဲဒါကြောင့်လဲသူတို့ရွာမှာနာရီတွေရက်ကုန်ရတာပါသူတို့ကကျွန်တော်တို့နဲ့ကဘာချင်းတူနေပေမဲ့အဆင့်မတူတဲ့နေရာတစ်ခုမှာရှင်သန်နေကြတာပါသူတို့ကဦးဆိုင်ကိုပြောခဲ့တဲ့စကားတစ်ခွန်းလဲရှိလို့နေပါသေးတယ်အဲဒါကတော့ကဘာကြီးကလူတွေရဲ့စိတ်နှလုံးတွေဖြူစင်တဲ့နေမှာပဲမြူတွေကလုံးဝပျောက်ကွယ်သွားလိမ့်မယ်ဆိုတာပါပဲဥပဟင်းရခဲ့တဲ့အပြာရောင်ကြောက်တုံးလေးကတကယ်တော့အဆောင်ရောင်မဟုတ်ပါဘူးအဲ့ဒီကြောက်တုံးကမြူကိုရွာရဲ့စွမ်းရည်ရင်းမြစ်တစ်ခုပါအဲ့ဒီကြောက်တုံးလေးတွေကမြူတွေကိုထုတ်ပေးတာဖြစ်တယ်လို့မျိုးအပြင်ကလာတဲ့လျှက်စစ်လိုင်းတွေကိုလည်းဖျက်တောက်ပြစ်တာပါဒါကြောင့်လည်းဒရုန်းတွေပြတ်ကြတာ GPS တွေအလုံးမလုံးတာတွေဖြစ်ပါတယ်ဦးစားရဲ့မှန်တမ်းနိုင်မှာနောက်ဆုံးရေးသားခဲ့တာကတော့ငါဖေဒီကြောက်တုံးတွေကိုယူလာခဲ့လို့ရွာထဲကနေပြန်ထွက်လာနိုင်ခဲ့တာဖြစ်မယ်ဒါပေမဲ့ငါကတော့ဒီလူ့ဝက်ချက်တွေကိုကမာကြီးကိုသိစေချင်တယ်ဒါပေမဲ့လူတွေကယုံကြည်နိုင်ကြပါမလားဆိုတဲ့စာသားလေးပဲဖြစ်ပါတယ်ဒါဆိုရင်မျိုးကိုရတကယ်ပဲရှိနေတာတိဗန်နိကြကြည့်ရင်တော့ဒါဟာ interdimensional portal လို့ခေါ်တဲ့အတိုင်းအစာတစ်ခုဖြစ်နိုင်ပါတယ်ဒါပေမဲ့နှလုံးသားနဲ့ကြည့်ရင်တော့ကျွန်တော်တို့မြန်မာပြည်ရဲ့ခေါင်ပြားတဲ့နေရာမှာကြံရစ်နေသေးတယ်တဘာဝတရားကစောက်ရှောက်ထားတဲ့ငြိမ်းချမ်းရေးနယ်မြေလေးတစ်ခုပါပဲဥပါရင်ကနေဦးဆိုင်အထိရိုးစံနှစ်ခုတိုင်ရှာဖွေခဲ့တဲ့ဒီရွာမြေပုံပေါ်မှာရှာလို့မတွေ့နိုင်တာက
အိန္ဒိယဟာမရှိနေလို့မဟုတ်နိုင်ပါဘူးကျွန်တော်တို့ရောက်ဖို့မထိုက်တန်သေးတာပဲဖြစ်နိုင်ပါတယ်ကျွန်တော်တင်ဆက်ပေးခဲ့တယ်မြို့ကိုရွာရဲ့လှုပ်ဝက်ချက်တွေရတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားခဲ့ပါပြီဦးပိုင်နဲ့ဦးဆိုင်တို့ရဲ့ပြေမဇလောက်အင်းတို့ကဘလို့ထင်ပါတယ်လဲကျွန်တော်တို့ရဲ့အခုလိုထူးဆန်းတဲ့အကြောင်းအရာလေးကိုအမြဲကြည့်ရှုနိုင်ဖို့အတွက် subscribe လေးလုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးနောက်တဲ့ဗီဒီယိုဒီမှာဒီတက်ပုံပြီးအန်ဟိုးဖို့ကောင်းတယ်မြန်မာပြည်ရဲ့လှုပ်ဝက်ချက်တွေနဲ့ရန်လာခဲ့ပါမယ်အားလုံးပဲသဘာဝတရားရဲ့အလားတရားတွေကိုတန်ဖိုးထားနိုင်ကြပါသည်ဗျကျေးဇူးတင်ပါတယ်